ကျန်တဲ့ရက်တွေအတွက်လည်းကျွန်တော် channel ရမိတ်ဆွေတွေရောမန်ပါသမားတွေရောကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ16အားထွက်ပြီးတိုင်း3နှစ်အတွင်းမှာအလုံးဝပြည့်ပြည့်မရှိပဲတရားရာခိုင်နှုန်းထွက်ရှိထားတဲ့ key formula လေးကိုကျွန်တော်တို့ဒီနေ့မှာအသုံးပြုမယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်14ရက်2လ2022ပေါ့နော်2022ကနေပြီးလက်ရှိချိန်ထိပေါ့နော်22ဆိုတော့23 24 25ခုက3လပိုင်းဆိုတော့3နှစ်တင်းပြည့်ပြီပေါ့နော်3နှစ်အတွင်းမှာကျွန်တော်လုံးဝပြည့်ပြည့်မရှိပဲတရားရာခိုင်နှုန်းထွက်ရှိထားတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့6တစ်အားထွက်ပြီးတိုင်းပေါ့နော်နောက်တစ်ရက်မှာကျွန်တော်တို့939နှစ်ခွန်ကီးရွယ်ဖြစ်တယ်ပေါ့နော်939နှစ်ခွန်ကီးရွယ်ဖြစ်တယ်အဲ့တော့ဒီ939နှစ်ခွန်ကီးရလဲ3နှစ်တွင်မှာပြည့်ပြည့်မရှိဘူးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်သွားကြည့်လိုက်မယ်ကျွန်တော်ဒီမှာဆိုရင်6တစ်ထွက်ပြီးတော့3ညဘူးရဲ့2 4ရဲ့ဆိုပြီးတော့939နှစ်ခွန်ကီးရ2ကြိမ်ထွက်ပါတယ်ကျွန်တော်ဒီမှာဆိုရင်လည်း6တစ်ထွက်ပြီးတော့3ညဘူးဆိုပြီးတော့939နှစ်ခွန်ကီးရတစ်ကြိမ်ထွက်တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်လည်း6တစ်ထွက်ပြီးတော့ခွန်9ရဲ့ကျွန်တော်တို့3ည4ရဲ့ဆိုပြီးတော့939နှစ်ခွန်ကီးရ2ကြိမ်ထွက်ပါတယ်ကျွန်တော်ဒီမှာဆိုရင်လည်း16ထွက်ပြီးတော့ကျွန်တော်တို့ဒီ8နှစ်ရဲ့ကျွန်တော်တို့9ခွန်ရဲ့ဆိုပြီးတော့939နှစ်ခွန်ကီးရ2ကြိမ်ထွက်တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်လည်း16ထွက်ပြီးတော့15ရဲ့65ရဲ့ဆိုပြီးတော့939နှစ်ခွန်ကီးရ2ကြိမ်ထွက်ပါတယ်ကျွန်တော်ဒီမှာဆိုရင်လည်း16ထွက်ပြီးတော့29ဆိုပြီးတော့939နှစ်ခွန်ကီးရ2ကြိမ်ထွက်တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်လည်း16ထွက်ပြီးတော့ခွန်ဘူးရဲ့25ရဲ့ခွန်ဘူးရဲ့ဆိုပြီးတော့ကျွန်တော်တို့939နှစ်ခွန်ကီးရ3ကြိမ်မှာ3ကြိမ်စလုံးထွက်ခဲ့တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်လည်း16ထွက်ပြီးတော့8နှစ်ရဲ့95ရဲ့ဆိုပြီးတော့939နှစ်ခွန်ကီးရ